feedback mechanism ပေါ့အဲ့ဟာလေးကိုလည်းသဘောကျတယ်ဘာလို့လဲဆိုတော့အခုတော့ဟိုကျောင်းကိုသာပို့လိုက်ရတာပေါ့နော်ကျောင်းတွေကဘာတွေသင်နေရလဲဥမာသူ့မမေနဲ့ class တွေဝင်နေပြီမဲ့သူ့ဖေဖေအနေနဲ့ဆိုရင်တိတ်မသိရအောင်ပေါ့နော်ဒါပေမဲ့ teacher တို့တခါလေးကြောက်ရှယ်ဟို parents teacher meeting လေးလုပ်ပြီးတယ်လုပ်ပြီးကလေးရဲ့ development ကိုရှင်းပြတယ်ပေါ့နော်ဘယ်နေရာလေးမှာတော့ improve ဖြစ်ဖို့လိုတယ်ဘယ်နေရာလေးကတော့အရန်ကိုကောင်းလာပြီဆိုတဲ့ဟာမျိုးလေးအဲ့ feedback လေးကိုလည်းသဘောကျပါတယ်ကိုကလေးရဲ့ future ပေါ့နော်အနာဂတ်ကအရေးကြီးတယ်ပေါ့ပြီးရင်သူတို့ရဲ့အနာဂတ်အတွက်ဆိုလို့ရှိရင်လည်း foundation ကောင်းမှုလိုတယ်ပေါ့ကျွန်တော်တို့ငယ်တုန်းကဆိုရင်ဒီလိုမျိုး right brain training school တွေပါလည်းမရှိဘူးပေါ့နော်မရှိဘူးဆိုတော့ဒီ opportunity ကိုအားလုံးယူစေချင်ပါတယ်လို့အမိုင်းငယ်ငယ်တော့ international ဂျိုတော့မဟုတ်ပေမဲ့လေဒီ foundation ကိုတော်တော်လေးကိုကောင်းကောင်းလေးတင်ယူခဲ့ရတဲ့အချိန်မှာပါတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့ကိုက foundation ကောင်းကောင်းတင်ယူလို့ရှိရင်ရှေ့လျှောက်မှာဘာအကျိုးရလဲဆိုတာကိုသိရပေါ့နော်သိရအတွက်ကြောင့်ဘလို့ကိုသားသမီးအလဲရောက်ရင်လည်းအမအဲ့လိုမျိုးလေးဖြစ်စေခြင်းနဲ့ဆိုပြီးတော့ရည်ရွယ်ခဲ့ရပေါ့နော်အဲ့ဒီအတွက်ကြောင့်ဘလို့ဒီ ticker right ကိုလည်းရွေးချယ်ခဲ့တယ်အဓိကတော့ခုနပြောလိုပဲ foundation ကောင်းကောင်းလေးလိုချင်နေဆိုလို့ရှိရင်တော့ပေါ့နော်ဒီကျောင်းလေးတွေမှာတက်ဖို့အကြံပြုပါတယ်